အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရေတိုင်းပင်နေရဝန်းကျင်မှာသုံးမိနိုင်မယ်ကွန်ပရဆာမော်တာတွေနဲ့နှိစက်ပေးမှာပဲဖြစ်ပါတယ်နံပါတ်1ကတော့မီပြက်လေသုံးမိနိုင်မယ်အင်ဂျင်ကွန်ပရဆာတွဲလေးပဲဖြစ်ပါတယ်အာမန်တစ်စိတ်ကွန်ပရဆာ2065ကိုသုံးမိပေးထားပဲဖြစ်ပါတယ်Kawasaki 71HP အင်ဂျင်နဲ့တွဲဆက်ပေးထားပြီးတော့ရေတံဘေး180ဝန်းကျင်ထိသုံးမိနိုင်မှာပဲဖြစ်ပါတယ်ဈေးနှုန်းလေးကတော့9သိန်းကျပ်ဝန်းကျင်ပဲဖြစ်ပါတယ်အခုပြထားလေးကတော့ရေတံဘေး250ဝန်းကျင်ထိသုံးပြီးလို့ရတဲ့ကွန်ပရဆာမော်တာတွဲလေးပဲဖြစ်ပါတယ်ဒီထက်မှဆိုလို့ရှိရင် Sonic 2065ကွန်ပရဆာကိုသုံးပြီးပေးထားပြီးတော့ PEN နှစ်ကောင်မော်တာ 125mm နဲ့တွဲဆက်ပေးထားပဲဖြစ်ပါတယ်ဈေးနှုန်းလေးကတော့9,900ကျပ်ဝန်းကျင်ပါအခုပြထားလေးကတော့ရေတံဘေး180ဝန်းကျင်မှာသုံးပြီးနိုင်မယ်ကွန်ပရဆာမော်တာတွဲလေးပဲဖြစ်ပါတယ်Sonic 2065ကွန်ပရဆာကိုသုံးပြီးပေးထားပြီးတော့မော်တာကတော့ PEN တစ်ကောင်ခွဲ 90mm ပဲဖြစ်ပါတယ်ဈေးနှုန်းလေးကတော့6,900ကျပ်ဝန်းကျင်ပါအခုပြထားတဲ့တွဲလေးတွေအပြင်ကွန်ပရဆာ 8090တွေနဲ့မော်တာနှစ်ကောင်သုံးကောင်တွဲတွေအပြင်ကွန်ပရဆာမော်တာအင်ဂျင်တီးတန့်တစ်ခုချင်းဝယ်ယူခြင်းတွေအတွက်လည်းစိတ်ဟင်းမှာဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ